လီနာတယောက်မမျော်လင့်ပဲနိုးလာတဲ့အခါသူမရဲ့ဘေးမှာဂျူသားတဲ့ကောင်ရှိနေတာကိုတွေ့လိုက်ရလို့ရင်းနေတုံသွားပါတယ်သူမဟာပရင်ကိုထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့မလွတ်ခင်မှာပဲဂျူသားသူမကိုမလွတ်နိုင်အောင်ဖိထားလိုက်ပါတယ်သူမပြန်လဲခုခံပေမဲ့ဘာမှမထူးခြားခဲ့ပါဘူးဂျူသားကသူမကိုပိုးပြီးတင်းကျပ်စွာဖိထားတာကြောင့်ခံနိုင်ရင်မရှိတော့ပဲတတိမိသွားခဲ့ပါတယ်ဂျူသားကသူမရဲ့လှောက်ရှားမှုတိုင်းကိုစောင့်ကြည့်နေပြီးသူမလုတ်တဲ့မြတ်ကိုလိုက်လုတ်နေပါတယ်သူမပြန်နိုးလာတဲ့အခါမှာလဲဂျူသားကထွတ်မသွားသေးပါဘူးဒါပေမဲ့အခုတော့အဲ့လီဂျိုသားဟာသူမကိုပုံတူလိုက်ကူးနေတာမိမိကင်းဆိုတာကိုလီနာနားလဲသွားပါတယ်။ဒါကြောင့်သူမကအဲ့ဒီအချက်ကိုအခွင့်ကောင်းယူလိုက်ပါတယ်။သူမကဂျောဘအိတ်စီကိုဖြည်းဖြည်းချင်းချင်းကပ်သွားပြီးအိတ်ထဲကတဲ့အဖြူရောင် phosphorus ပုံတစ်လုံးကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့ဂျိုသားရဲ့လက်ထဲကိုဖြည်းဖြည်းချင်းထိပ်ပေးလိုက်ပါတယ်။သူမကဂျိုသားရဲ့လက်ကိုထိလိုက်တဲ့အချိန်မှာပဲဂျိုသားကဒီဖြည်းဖြည်းချင်းပြောင်းလဲလာပြီးလီနာရဲ့ရုပ်သွင်းအတိုင်းထိလာပါတော့တယ်။အဲ့ဒီဂျိုသားကလူသားရဲ့မျိုးပြီးသား jeans ကိုချက်ချင်းပုံတူကူးလိုက်တယ်ဆိုတာတီးလိုက်ရတဲ့အတွက်သူမတုန်လှုပ်သွားပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကအဲ့နေရာကနေလွတ်မြောက်ကိုဖြစ်လို့သူမကဘုံရဲ့ဆွဲခွင်ကိုဖြုတ်လိုက်ပြီးအမြင့်လုံးထွက်ပြေးပါတော့တယ်။အဲ့ဒီတာရဲကြီးအားချက်ချင်းပဲမီးဟုံဟုံတောက်သွားပါတော့တယ်။လီနာကတော့မီးပြလိုက်ချဲကနေအချိန်မီလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။